stacking pure stacking လို့တဲ့ဆိုတာကသူ့ရဲ့ grammar နည်းအရခွဲတာမျိုး pure stacking လို့ခေါ်တယ်အဲ့ဒါကို ILF NLP ဆို I တလုံး LF တလုံး NLP တလုံးဖြစ်မယ်ပြင် I ဆို pronoun left ဆို first အဲ့ဒါကို post pure stacking လို့ခေါ်တယ်ရတယ်semantic analysis ဆိုတာက meaning definition တွေဥစ္စာမျိုးပြthe actual meaning of the context of semantic analysis example ဆို semantic analysis ဘာလဲဆိုရင် practical example ဆိုရင် IFNB ပဲလားဆို semantic or the river or the bank river bank ဆိုတာက is the financial distinction သူ့ခွဲကြ bank ဒါ bank ဆိုတဲ့ဥစ္စာကိုခွဲကြ distribution whether the bank is referred to as financial institution အနေနဲ့ခွဲကြတယ် financial institution ဆိုတာကစီးပွားရေးဆောင်အဆောင်ဒါမှမဟုတ်မြင့်အနေနဲ့ခွဲကြတယ်အဲ့ဒါမျိုး semantic analysis practical example ကိုပြောထားတယ် sentiment analysis ဆိုတာကemotional feeling တွေဥစ္စာမျိုးပြောတာ determine the emotion feeling in the test categorizing အဓိက positive negative neutral ကိုကြည့်တယ်ဥပမာသူ့ရဲ့ practical example ကြတော့positive negative neutral ကြတော့I left this breakfast လားအဲ့ဆိုရင်အဲ့ဒါလေးပြထားမယ်ဆိုရင်သူက positive နောက် I hate traffic jam ဆိုတာ negative suppose on the ဆိုရင်မဟုတ်ဒီမှာ I hate the traffic today ဆိုတာ negative emotion သုံးခုအနေနဲ့စာထဲမှာပြထားတယ် chatbot and virtual assistant ကဘာလဲဆိုလို့ရှိရင် application တွေမှာပါ automatic application of the NLP that interact with people online understand questions and respond appropriately NLP automatic NLP application တွေကို automatic နဲ့လုပ်တယ်ဒီကအဖြစ်လူတွေနဲ့ online ပေါ်မှာဆက်ဆံပြအောင် chatbot တွေအဓိကဆက်ဆံပြီးတယ်နောက်တစ်ခုက chatbot နဲ့ virtual assistant ပေါ့အဓိကAlexa တို့ Siri တို့လို့ပေါ့လေ Safari တို့လို့ပေါ့လေအဲ့မှာဆိုရင် understand သူက question တို့နားလည် response apparently လုပ်ပေးတာအဲ့ဒီကောင် chatbot virtual assistant တွေဘာလို့ခေါ်လဲဆိုတော့ automated လုပ်ပေးတဲ့ application တွေပေါ့လေ automatic application တွေဘာလဲဆိုရင် application NLP ဖြစ်တဲ့အဲ့ကောင်တွေကဘာလုပ်ပေးလဲဆိုရင်အဲ့ဆိုတော့ understand နားလည်တယ်ပြီးရင်အဲ့ဒါ process လုပ်ပြီးရောinternet လူတွေနဲ့ online ပေါ်မှာဆက်ဆံနိုင်ပြီးတော့ understand question တွေကိုနားလည်ပြီးတော့ response appropriately မှန်ကန်တစ်တော်ရဟာကိုလုပ်ပေးနိုင်တယ်ပေါ့လေအဲ့ဒါက machine translation ဆိုတာကရိုးရိုးလူသားရဲ့ပြောတဲ့ spoken language ကိုspoken or written text ကိုကြတော့ one language to another ခြားသော language တစ်ခုကနေခြားသော language တစ်ခုကိုပြောင်းတာရေးတဲ့စာတစ်ခုဘာသာစကားတစ်ခုနဲ့ရေးတာဖြစ်မယ်ပြောတာဖြစ်မယ်အဲ့ဒါကိုရဘာသာနဲ့ပြောင်းတော့ machine translation လို့ခေါ်တယ်နောက်တစ်ခုကကျတော့ role က NLP ရဲ့ role search engine NLP ရဲ့ role ကဘာလဲဆိုလို့ရှိရင်အဲ့ဒါမသိဘူးဘာလဲဆိုလို့ရှိရင် understand the user search query တွေရှာတဲ့အခါမှာ retrieve ပြန်လုပ်ပြီး the most relevant information accurately အဲ့သူက query search query ကိုသုံးပြီးတော့သူ့နဲ့အကိုက်ညီဆုံး ဒီအချက်လက်ကိုပြန်ရှာပြရတယ်သိသေးဘူး spam detection ကြတော့အဲ့ဒါလည်း NLP မှာပါတာဒီက email မှာဒီက using NLP to identify filter out unwanted messages in email or other communication spam ဆိုတာက email ကနေလာမယ်ခြားသော communication အပေါက်ကနေလာပြီးတော့ spam တွေဝင်တယ်အဲ့ဒါကိုလူတယောက်အနေနဲ့ခွဲခြားဖို့ကြတော့အမြဲတမ်းခွဲခြားလို့မရဘူးခွဲခြားဖို့ကြတော့အချိန်ပေးရတယ်အဲကြောင့် spam detection နဲ့တစ်ခါစစ်လိုက်တော့ကိုယ့်စီကိုအမိုက်တရိုက်တွေမဝင်လာတော့ဒီက NLP ကိုသုံးပြီးတော့ identify သတ်မှတ်မယ် filter အောင်ခွဲထုတ်မယ်စစ်ထုတ်မယ် unwanted message မတူရင်မလိုချင်တဲ့ message တွေကိုခွဲထုတ်မယ်ပြန်မှာ email နဲ့အခြားသော communication ဒီကအပြင်မလိုချင်တဲ့ message တွေကိုခြေရာခံမယ်သတ်မှတ်မယ်ဖယ်ထုတ်မယ်ဘာမှလဲဆိုရင်ကျွန်တော် communication ဒီကသုံးလာဆို email နဲ့communication ဆို Telegram တွေပါမယ်ခြားတော့messenger တွေပါအဲ့လိုမျိုးပေါ့လေ speech recognition အဲ့ဆိုတခါပါခဏတော့ဆိုခဏတော့ပြောဟာဆို तू ကတခါပါပြီးသားဘယ်လိုပါပြီးသားဆိုလို့ရှိရင်ချိုး span နဲ့တူတဲ့ဟာဆိုတခါရဲ့ fiber တို့ပါဆိုမပြဘူးလေအဲ့လိုမျိုးပြောချင်တာ speech recognition ဆိုရင်ဘန်တာပါလေအဲ့လိုမျိုးပါ speech recognition ကကြတော့ natural language processing ညမှာတော့ပါတယ်မသိဘူး application ကို provide spoken language ကို high quality written text ကိုပြောင်းတာကိုကြတော့ဘာလို့ခေါ်လဲဆိုရင် speech recognition လို့ခေါ်တယ် speech recognition ဆိုတာ spoken language ကို high quality context text ကိုပြောင်းတာ written text ကိုပြောင်းတာအရေးသေးမြန်မာစာရေးစာပုံစံပြောင်းတာကိုအဲ့ဒါကိုဟိုလို့ခေါ်ရဲvoice recognition လို့ခေါ် Siri and get assistant virtual real world is in my voice to test application ဖြစ်တယ်ဗောလေ advice to test application ဖြစ်တယ်